မာစတာဘီရဲ့အခန်းထဲကတစီမင်္ဂလာပါလူကြီးမင်းကလေးတို့ရေ Little Forest ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တက်ခိုးအခန်းလေးတစ်ခုမှာ၆လန့်နေတဲ့မာစတာဘီရဲ့တစီလေးဆိုတာတကယ်တော့ဘယ်သူများလဲ။မာစတာဘီရဲ့အခန်းထဲကတစီတခါတော့ကအင်ကြီးတအိမ်ရဲ့အထက်ခိုးအခန်းလေးမှာကျွန်တော်နေထိုင်ခဲ့ပူပါတယ်။အဲ့ဒီအခန်းလေးကမာစတာဘီဆိုတဲ့ကလေးလေးတစ်ချိန်ကနေသွားခဲ့ပူတဲ့အခန်းလေးပေါ့။အဲ့ဒီအခန်းထဲရောက်တာနဲ့ကျွန်တော်ခေါင်းထဲမှာမာစတာဘီဆိုတာဘလို့ကလေးမျိုးလဲဆိုပြီးသိကျင်စိတ်တွေပြင်းပြလာတော့တာပါပဲသူ့နာမည်ကဘန်ဂျမင်လားဘာတိုလော်မြူးလားဘေးလ်များလားသူ့မိသားစုနာမည်ကဘရောင်းလားဘိတ်ကာလားသူကရဲရဲနဲ့ကလေးလေးလားဒါမှမဟုတ်စာအုပ်တွေဖတ်တာကိုနှစ်သက်တဲ့ကလေးလေးလားရေကူးရတာဝါသနာပါသလားဆိုပြီးဘီဆိုတဲ့အခရာလေးနဲ့စတဲ့နာမည်ပေါင်းစုံအကြောင်းအရာပေါင်းစုံကိုရှောက်တွေးပြီးစိတ်ကူးရင်နေမိတယ်ထူးဆန်းတာကအဲ့ဒီအခန်းမှာအိပ်ပျော်သွားရင်မာစတာဘီကိုအမက်ထဲမှာဘယ်တော့မှမမြင်မှတ်ပဲအဲ့ရာကနိုးလာတဲ့အချိန်ကြမှာသာသူ့အကြောင်းတွေကိုဇက်တတွေးနေမိတာပါပဲဒီလိုနဲ့6ညမြောက်ရောက်တော့ထူးဆန်းတာတွေစပြက်လာပါတော့တယ်မနက်စောစောအလင်းအောင်တဲတဲလေးရချိန်မှာကျွန်တော်မှန်ရှိမှမုတ်စိတ်ရိတ်နေတော့မှန်ထဲမှာပေါ်နေတာကအသက်50အရွယ်ကျွန်တော်မျက်နှာမဟုတ်ပဲမုတ်စိတ်မွေးစားထွက်ဖို့ကြိုးစားပြီးရိတ်နေတဲ့ကလေးတယောက်ရဲ့မျက်နှာဖြစ်နေတာကိုအံ့ဩဖွယ်ရာမြင်လိုက်ရတယ်။ကျွန်တော်လန့်သွားပြီးမျက်စိမိတ်စိတ်ငြိမ်အောင်ထားပြီးမှန်ကိုပြန်ကြည့်လိုက်တော့ဒီတစ်ခါမှန်ထဲမှာပေါ်လာတာကအသက်25နှစ်အရွယ်လူငယ်တယောက်ရဲ့မျက်နှာပါ။ထပ်ပြီးမျက်စိမိတ်ပြန်ဖွင့်ကြည့်လိုက်တော့ကွယ်လွန်သွားပြီဖြစ်တဲ့ကျွန်တော်အဖေရဲ့မျက်နှာကိုတွေးလိုက်ရတယ်။နောက်တစ်ခါထပ်ကြည့်တော့တစ်ခါမှမမြင်ဘူးခဲ့တဲ့ကျွန်တော်အကိုရဲ့မျက်နှာကိုပါမြင်လိုက်ရပါတော့တယ်။အဲ့ဒီညမှာတော့နောက်ထပ်ထူးခြားတာတွေထပ်ဖြစ်လာအောင်ပဲဆိုတာသိနေလို့ကျွန်တော်စောင့်နေခဲ့တယ်။ည2 နာရီတိတိမှနိုးလာတော့ကျွန်တော်ကရင်ပေါ်မှာအယိုးစုကြီးတစ်ခုနဲ့အတူအိတ်နေရတာကိုထိတ်လန့်ပွဲတွေ့လိုက်ရတယ်။ချက်ချင်းကုန်းယုံထားလိုက်တော့အယိုးစုကြီးကလည်းလိုက်ထလာတယ်။အဲ့ဒီနောက်တနာစရာကောင်းတဲ့အတန်လေးနဲ့ကျွန်တော်ဘယ်ရောက်နေတာလဲလို့မေးလိုက်တဲ့မာစတာဘီရဲ့တစီလေးကိုမြင်လိုက်ရပါတယ်။တစီလေးကရှေးဟောင်းအဝတ်စားတွေဝတ်ထားပြီးဆေးတွေအများကြီးတောက်ထားရလို့နေမကောင်းဖြစ်နေတဲ့ပုံပေါက်နေတယ်။သူကသူ့ရဲ့ငယ်ချင်းကောင်လေးတယောက်အကြောင်းကိုလွမ်းလွမ်းဆွေးဆွေးနဲ့မေးတယ်။ကျွန်တော်ကလည်းတငယ်ချင်းဆိုတာကြီးလာရင်ပြောင်းလဲသွားတတ်ကြကြောင်းတချို့ဆိုပြင်းစရာကောင်းတဲ့လူကြီးတွေဖြစ်သွားတတ်လို့အရန်ကြီးစိတ်မကောင်းမဖြစ်ဖို့နှစ်သိမ့်ပေးလိုက်ရတယ်။အဲ့ဒီအခါမှာတစီလေးကကျွန်တော်ကိုသပင်ညက်စရာငါးနောက်ကိုလိုက်ခဲ့လို့ခေါ်လိုက်တယ်။ချက်ချင်းပဲကျွန်တော်လည်းသူ့နောက်ကိုအလိုလိုလိုက်သွားမိပြီးစိတ်ကူးရင်ခရီးတွေစတင်ပါတော့တယ်။ကျွန်တော်တို့ဟာတပြက်စီးပြန်တွေစီးတစ်သားမြဲရုပ်လေးတွေစီးခေါင်းမပါတဲ့မြီးတွေကိုစီးပြီးကလေးဘဝရဲ့လွတ်လပ်တဲ့စိတ်ကူးရင်ကဘာတွေတဲကိုခရီးထွက်ခဲ့ကြတယ်။အဲဒီလိုလိုက်သွားရင်းနဲ့အံ့ဩစရာကောင်းလာအောင်ကျွန်တော်ကလေးလေးတယောက်ပြန်ဖြစ်သွားတာကိုသတိထားမိလိုက်တယ်။ဟုတ်ပါတယ်။ကျွန်တော်ဟာဆီယာမာကြီး Miss Griffin ရဲ့ကျောင်းကိုရောက်နေတဲ့ခြေတံတိုတိုပါနှစ်ဖက်ဖောင်းဖောင်းနဲ့ကလေးလေးပြန်ဖြစ်သွားခဲ့ပါပြီ။အဲ့ဒီကျောင်းမှာကျွန်တော်ရဲ့ကျွန်တော်တငယ်ချင်းကောင်လေးရဲ့ပြီးတော့ချစ်စရာကောင်မလေး၈ယောက်ရဲ့ရှိတယ်။ကျွန်တော်နဲ့တငယ်ချင်းကဟာရွန်အဲရာရှစ်ဆိုတဲ့အရှေ့တိုင်းဘုရင်ကြီးနဲ့ဝင်ကြီးချုပ်အဖြစ်ဟန်ဆောင်ကစားကြတယ်။ကောင်မလေးတွေကတော့မိဖုရားလေးတွေပေါ့။ကျွန်တော်တို့ရဲ့ဘုရင်ကြီးလှုပ်တန်းကစားတဲ့လျှို့ဝှက်ချက်ကိုစီကန်းကြီးတဲ့ဆီယာမာကြီး Miss Griffin မသိအောင်တော်တော်ဖုံးကွယ်ထားခဲ့ရတယ်။ကျောင်းကအစီကံအတော်ကြီးတက်ပြီးကိုတော့ကျွန်တော်တို့ရဲ့နန်းတော်ဆောင်ကိုရန်တော်ကြီးအဖြစ်ခံထားလိုက်သေးတယ်။ဆီယာမာကြီးမသိအောင်တိတ်တိတ်လေးစော့ကစားရတာဇလန်းတွေဖန်တီးရတာဟာကျွန်တော်တို့ကလေးတက်တိုက်အတွက်တော့တိတ်ကိုပျော်စရာကောင်းပြီးတကယ်ကဘာကြီးတစ်ခုလိုဖြစ်နေကြတာပေါ့။တခါတလေဖျားเจ้าသွားတဲ့အခါဆီယာမာကြီးကရှေ့ဆုံးကနေဥဆောင်သွားပေမဲ့သူ့နောက်မှာလိုက်လာတဲ့ကျွန်တော်တို့ကလေးတက်တိုက်ကတော့ကိုဘရင်ကြီးနဲ့မိဖုရားတွေလို့ခံယူပြီးပြိုးဝက်ကစားနေကြတာကိုဘယ်သူမှမသိကြပါဘူးကျွန်တော်တငယ်ချင်းကဝင်ကြီးချုပ်နေရာကနေသဘောမကျလို့ပြဿနာရှာတာတွေအချစ်တော်နေရာလူကြတာတွေနဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နိုင်ငံတော်လေးဟာတကယ်ကိုအသက်ဝင်နေခဲ့တယ်ဒါပေမဲ့
အဲ့ဒီလိုပြောစရာကောင်းတဲ့အချိန်လေးတွေဟာရုတ်တရက်အဆုံးသတ်သွားခဲ့ရတယ်။ဒီနေ့မှာပေါ့ကျွန်တော်တို့အပြင်ကိုလမ်းလျှောက်ထွက်လာတော့လူစိမ်းတစ်ယောက်ရောက်လာပြီးဆရာမကြီးစီကိုစကားလာပြောပြီးကျွန်တော်ကိုလှမ်းကြည့်တယ်။ကျွန်တော်လည်းငါတို့ဘယင်လောက်တန်းကစားတာကိုလူကြီးတွေတည်သွားပြီးဖမ်းတော့မှာပဲဆိုတဲ့ကလေးအတွေ့နဲ့ဖွက်ပြေးပါလေရော။အီဂျစ်ပြည်ကပိရမစ်ကြီးတွေစီအထိပြေးမယ်လို့တောင်စိတ်ကူးထားတာ။ဒါပေမဲ့ချက်ချင်းပဲအပန်းခံလိုက်ရပြီးကျောင်းကိုပြန်ခေါ်လာခံရတယ်။ဆရာမကြီးကကျွန်တော်ကိုမစူပါဘူး။တနာတဲ့မျက်လုံးတွေနဲ့ကြည့်တယ်။အဲ့ဒီအချိန်မှာပဲကိုရန်တော်ကြီးအဖြစ်ကစားပေါ်လုပ်ပေးခဲ့တဲ့အစေခံအတော်ကြီးတက်ပြီးကမျက်ရည်တွေနဲ့ကျွန်တော်ကိုဖတ်ပြီးပြောလိုက်တယ်။ဘုရားသခင်ကသားလေးကိုစောင့်ရှောက်ပါစီကွယ်။သားရဲ့အဖေဆုံးသွားရှာပြီ။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲဟန်ဆောင်ကစားခဲ့တဲ့ဘယင်ကြီးလည်းပျောက်ကွယ်သွားခဲ့ရတယ်လို့ပျော်စရာကောင်းတဲ့ကလေးဘဝလေးလည်းပြီးဆုံးသွားခဲ့ရပါတော့တယ်။အိမ်ကိုပြန်ရောက်တော့အဖေမရှိတော့တဲ့အပြင်အကျွေးတွေပါတင်နေလို့အိမ်ကပစ္စည်းလေးတွေအကုန်ရောင်းချပစ်လိုက်ရတယ်။ကျွန်တော်အိတ်ခဲ့တဲ့ကရင်လေးတောင်ပါသွားခဲ့တယ်။အဲဒီနောက်တော့ကျွန်တော်ကိုအစားတောင်မကောင်းဝေစားကြမ်းကြမ်းတွေပဲပေးတဲ့အေးဆက်ဆက်ចောင်းကြီးတစ်ခုစီပို့လိုက်ကြတယ်။အဲဒီကအနိုင်ကျင့်တတ်တဲ့ကလေးတွေကြားထဲမှာကျွန်တော်ဘယ်တော့မှဘယင်လောက်တန်းမကစားရဲတော့ပါဘူး။ပုံမြင်လေးကတော့ဒါပါပဲ။အခုချိန်ထိမာစတာဘီရဲ့အခန်းလေးမှာကျွန်တော်နေတော့မှာပဲ။ဒါပေမဲ့အဲ့ဒီအခန်းထဲမှာကျွန်တော်ကိုခြောက်လန့်နေတဲ့တဆေးဆိုတာကြောက်စရာတရေတဆေးကြီးမဟုတ်ပါဘူး။အဲ့ဒါအပြစ်ကင်းစင်ခဲ့တဲ့ကျွန်တော်ရဲ့ကလေးဘဝလေးပျောက်ဆုံးသွားခဲ့တဲ့ကျွန်တော်ရဲ့စိတ်ကူးရင်ကဘာလေးရဲ့တဆေးသားဖြစ်ပါတယ်။ကျွန်တော်အဲ့ဒီကလေးဘဝလေးစီပြန်သွားခြင်းပေမဲ့လူကြီးတစ်ယောက်ဖြစ်လာတဲ့ကျွန်တော်ရဲ့ခြေလမ်းတွေလက်တွေနဲ့အဲ့ဒီကလေးဘဝလေးကိုဘယ်တော့မှပြန်ဖမ်းဆုပ်လို့မရနိုင်တော့ပါဘူး။အခုတော့လူကြီးတယောက်ရဲ့ဘဝကံကြမ္မာကိုပဲကျေးဇူးတင်စွာနဲ့ဆက်လက်ရှောက်လန်းနေရပါတော့တယ်။ဒါကြောင့်ကျွန်တော်လည်းမနေ့တိုင်းမှန်ကြည့်ရင်ပြောင်းလဲသွားတဲ့ကိုယ့်မျက်နှာကိုကြည့်ရင်လူဆိုတာဒီနေ့တည်ဆုံးရမယ်ဆိုတဲ့အတီတရားကိုလက်ခံရင်းနဲ့ပဲဘဝကိုဆက်လက်ဖြတ်သန်းနေပါတော့တယ်။ဆိုတဲ့အကြောင်းစာရေးဆရာကြီး Charles Dickens ကလွမ်းမောပွဲပြောပြထားတာပဲဖြစ်ပါတယ်။ဒီပုံမြင်လေးကိုနားထောင်ရင်ကိုယ့်ရဲ့အပြစ်ကင်းစင်ခဲ့တဲ့ကလေးဘဝလေးကိုပြန်သတိရမိတယ်ဆိုရင်ကွန်မန့်မှာဝေမျှပေးသွားကြပါအောင်နော်။မာစတာဘီရဲ့တဆေလေးကိုနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲဖြူစင်တဲ့စိတ်နှလုံးသားလေးတွေနဲ့အတူနေ့ရက်တိုင်းမှာတာယာပျော်ရွှင်ကျန်းမာပေးကင်းကြပါစေ။ချစ်စရာပုံမြင်ကောင်းလေးတွေနဲ့အတူပြန်တွေ့ကြဖို့Little Forest Storybus Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ See ya. Bye bye.